ကဲဘာလို့မင်္ဂလာပါဒီနေ့ကျွန်တော်စနေနေ့ပွဲစဉ်တွေအဆုံးပဲဗျာနော်ပွဲစဉ်တွေမှာဆိုရင်စုံတဲ့အနေထားမျိုးမှာတချို့ပွဲစဉ်တွေကြာရင်လည်းဟိုပေးတဲ့ကြီးတွေနဲ့ brother တို့အောင်သွားနိုင်မလားပါဗျာနော်ကျွန်တော်အဓိကဆုံးရှင်းကပ်ပေးမယ်လောလကယာတီဝက်ပဲပြောပါတော့ဗျာနော်ယာတီဝက်ပဲပြောပါတော့ဗျာဘာလို့လဲဆိုတော့ပွဲစဉ်လည်းတော်တော်14ပွဲ15ပွဲနေပါပရီးမီးယားလိပွဲစဉ်လည်းဟိုရှိနေပြီဆိုတော့ဒီနေ့အနေထားမျိုးကလည်းပေးတဲ့ဈေးတန်းတွေမှာဆိုလို့ရှင်လည်းဟိုတိတ်ပြီးတော့အားရပါရအောင်ပြောမယ်ဆိုလို့ရှိရင်အသင်းနိုင်ကြီးရဲ့လို့တင်းပေးထားတဲ့အနေအထားမျိုးမရှိဘူးဘာလို့လဲဆိုတော့ဟိုပြီးခဲ့တဲ့ရာသီတော့ဆိုလို့ရှိရင်အသင်းကြီးဆိုရင်အသင်းကြီးအလျောက်တောင်းအသင်းနဲ့ဆိုလို့ရှိရင်ကြီးတွေပေးတာတွေကောင်းတယ်ဒီနေ့ရာသီမှာတော့အဲ့လိုမဟုတ်ဘူး brother တို့လက်ဒီနေ့ရာသီမှာကြီးအောင်နိုင်တော့အသင်းဆိုဘယ်လိုလဲဆိုရင်အာကြီးပဲပြောရမှာပဲဒါပေမဲ့ဒီနေ့မှာအာကြီးပေးတဲ့ကြီးကလည်းလဲပဲအပြည့်ရှုံးကြီးဖောက်ထားတယ်ဆိုတော့ကဲဒီနေ့ပွဲစဉ်လေးကျွန်တော်အကြိုက်လေးကျွန်တော်သုံးသပ်ပေးမယ် brother တို့အကြိုက်လေးနဲ့ဘယ်လိုပြောမလဲဆိုရင်ရှင်းပြီးတော့ကစားလို့အဆင်ပြေအောင်လုပ်ပြနော်ကဲဒါဆိုရင်ဒီနေ့မှာဘာပွဲစဉ်တွေရှိလဲကျွန်တော်အရင်ဆုံး brother တို့ကိုဒီကြီးလေးတွေကျွန်တော်သုံးသပ်ပေးမယ်မနေ့ကအနေထားမျိုးကမနေ့ကတောက်ကြနေမှာပွဲစဉ်တော်တော်များများမနေ့အကုန်လုံးဂိုးတွေအောက်တာဂိုးအောက်တယ်ပဲပြောမှာအကုန်လုံးဂိုးတွေမနေ့အောက်သွားတယ်ဒီနေ့အနေထားမျိုးမှာရောဂိုးတွေဆက်လက်ပြီးတော့အောက်သွားနိုင်မလားနောက်ခုကျွန်တော်ပြောချင်တာကပရီးမီးယားလိပွဲစဉ်ဟိုပရီးမီးယားလိပွဲစဉ်ဆိုလို့ရှိရင်လည်း brother ဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီနေ့ပေးတဲ့ဈေးတန်းတွေကျွန်တော်တော်တော်များများလိုက်ကြည့်တာတိတ်ပြီးတော့ဟိုအကြရလို့ကျွန်တော်မတွေ့ဘူး brother တို့ကဲဒါဆိုရင်ဒီနေ့ကျွန်တော်သုံးသပ်မယ့်ပွဲစဉ်ကျွန်တော်စပြီးတော့ရွေးချယ်ပေးမယ်ဒီနေ့မှာအာရီဆိုရင်တော့ကျွန်တော်တလုံးအပြည့်နိုင်မှာပြောပါတော့ဗျာနော်တလုံး80နိုင်ကြီးလက်ရှိ online ကြီးမှာဖြစ်နေကိုပေါင်းကြီးနှလုံး80ရှုံးကြီးနောက်ပြီး share ကြီးဆိုရင်လည်း level 50ရှုံးကြီးကိုပေါင်းကြီးတလုံးတည်ကြီး man city ဆိုရင်လည်းနှလုံး80နိုင်ကြီးကိုပေါင်းကြီးတလုံး25ပြရှုံးကြီးဆိုတော့ဇလန်ရကြည့်မယ်ဆိုရင်ကြေးပြင်းလာဆိုဒီနေ့မှာ Newcastle တို့ Man City တွေရှိ Man City ရလည်းဒါပေမဲ့ဒီနေ့မှာတန်းလာတဲ့ဆန်နလန်နဲ့တွေ့တဲ့အနေအထားမျိုးကြေးပြင်းလာလို့မေးမယ်ဆိုရင်အိမ်ငွေမှာကြေးပြင်းတယ်လို့သိခေါ်လို့မရသေးဘူးဘာလို့လဲဆိုတော့ Man City အိမ်ငွေမှာဆန်နလန်ဒီနေ့မှာတန်းလာတဲ့အသင်းမျိုးတို့လိုကြေးမျိုးပေးရလဲသိပြီးတော့အကြိုက်တော့မဟုတ်သေးဘူးဗျာနော်ကဲဒါဆိုရင်ကျွန်တော်ပွဲစဉ်ဆောင်ရ brother တို့ဘယ်ပွဲဆောင်မလဲဆိုလို့ရှိရင်ရှယ်စီပွဲစဉ်စပြီးကျွန်တော်သုံးသပ်ပေးမယ်ရှယ်စီလက်ရှိပေးတဲ့ချက် level ပြား50ရှုံးကြီးကိုပေါင်းကြီး3လုံးတည်ကြီးကျွန်တော်ကြီးတန်းရပဲကြီးသုံးသပ်ပေးမယ်အသင်းအနိုင်ရှုံးနိုင်တာရှုံးတော့အဓိကထက်မတက်တော့ဘာလို့ဆိုတော့ကြီးအောင်နိုင်မှုအဓိကပဲပြီးကြတဲ့ဒီရက်ပိုင်းတုန်းကဒီဂျာရက်တုန်းကရှယ်စီနဲ့လီယူနိုက်တက်ပွဲလီယူနိုက်တက်နဲ့ပွဲစဉ်မတော်အောင်ဆိုလို့ရှိရင်ကျွန်တော်ဂိုးပေါင်းပဲရွေးချယ်ပြီးမိသွားတယ်အဲ့တော့ပွဲစဉ်လေးကျသွားတယ်ဘာလို့လဲဆိုတော့ရှယ်စီလီယူနိုက်တက်ကိုပေးတဲ့ချက် level ပြရှုံးကြီးပဲပေးတယ်အဲ့တော့ဆိုရင်လီယူနိုက်တက်က3-1လားမသိဘူးဂိုးပြတ်နဲ့ပြန်ပြီးတော့ရှယ်စီကိုနိုင်သွားတယ်ဒါကြောင့်မို့ကျွန်တော်ကျင်းနဲ့ပဲကြည့်သုံးသပ်ပေးမယ်ရှုံးမှကြောက်နေရင်ပို့ပြီးတော့ရွေးချယ်ရတာပို့ရှုံးပါတယ်ဗျဒါကြောင့်မို့နော်အကြိုက်တူမှာကစားပါလက်ရှိပေးတဲ့ဘူဂရီပေးတဲ့ကြေးကတော့ဘုံမောက်ပေါက်ဂိုးအရာတွက်နေတယ်ဒါပေမဲ့ရှယ်စီလက်ရှိပေးတဲ့ကြေးကlevel 50ရှုံးကြီးဆိုတော့ဂိုးပေါင်းသလုံးတည်ကြတကယ်ပြောမယ်ဆိုရင်လက်ရှိဒီလိုဈေးတန်းမျိုးပေးပြီးတော့ရှယ်စီအနေနဲ့ဂိုးပြတ်နဲ့ဘုံမောက်နိုင်စရာတော့အကြောင်းမရှိဘူး brother တို့မနေ့ကဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်မနေ့ကမိတ်နဲ့မိုရှင်ကလာပဲပွဲစဉ်ပဲကြည့်လိုက်နော်မနေ့ကဆိုလို့ရှိရင်ကျွန်တော်ပြောခဲ့တဲ့မိုရှင်ကလာပဲလက်ရှိမှာနိုင်ချင်းမဖောက်နိုင်ဘူးနိုင်အောင်ကတ်နိုင်တော့မှအနေထားမျိုးဆိုမနေ့ကသူကိုယ်တိုင်ဂိုးသွင်းမိနိုင်တာမဟုတ်ဘူးနော်မနေ့ကဆိုလို့ရှိရင် OG ကိုရပြီးတော့0-1နဲ့အဝေးကွင်းနဲ့မိတ်လိုမျိုးအသင်းမျိုးကိုနိုင်သွားတာကျွန်တော်ဈေးတန်းနဲ့ပဲကြည့်ကျွန်တော်ကြည့်သုံးသပ်ပေးရမှာဒါကြောင့်ကျွန်တော်ပြောတဲ့အတိုင်းပဲနိုင်အောင်ကတ်နိုင်မဲ့အနေထားမျိုးတွေလက်ရှိပေးတဲ့ကြက်လည်းရှယ်စီပေးတဲ့ဈေးတန်းက level ပြား50ရှုံးဆိုတကယ်တော့နိုင်မဲ့စင်ကတ်နိုင်မဲ့အနေထားမျိုးပဲဒီပွဲစဉ်ရတယ်ဘာလို့လဲဆိုတော့ကိုပေါင်းချင်း3လုံးတည်ကြီးဖောက်တာကနှစ်သင်းတစ်ဖက်လုံးတွင်ကိုမျောလင့်ပြီးဖောက်တဲ့အနေထားမျိုးဒါဆိုရင်ကျွန်တော်ဘုံမောက်ကိုကျွန်တော်ပြန်ကြည့်မယ်ဘုံမောက်ဒီနေ့အနေနဲ့ဂိုးပြန်ရနိုင်ရရှိလားဆိုလောလပန်ကြည့်မယ်ဆိုရင်ဘုံမောက်လက်ရှိကစားတဲ့ပွဲစဉ်နောက်ဆုံးနီးကဆုံးကစားတဲ့5ပွဲမှာဆို1နဲ့ကစားတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲတူတူနဲ့တေကြတာပဲရှိတယ်ဒီရင်ကစားတဲ့ပွဲစဉ်တွေရောနောက်ကျဒီနောက်ဆုံးကစားတဲ့ပွဲစဉ်တွေမှာဆိုတော့ Everton နဲ့0-1နဲ့ရှုံးတယ်ဆန်နလန်ကတူနဲ့ဆိုရှုံးတယ်ဆန်နလန်က3-2နဲ့ရှုံးတယ်အရှင်တော့ကလည်းဆန်နလန်အဝေးကွင်းနဲ့လည်းပဲပြား50ရှုံးနေပြီနောက်ကြောက်ကွင်းနဲ့ဆန်နလန်3-2လို့ရလိုက်မျိုးနဲ့ဘုံမောက်ကိုပြန်နိုင်သွားတာဆိုလောလဘုံမောက်ရလက်ကလောကောင်းလာလို့မျိုးဆိုလုံးမကောင်းဘူး brother တို့လုံးမကောင်းဘူးဒါပေမဲ့ရှယ်စီပေးတဲ့ကြီးကနိုင်ချင်းဖြစ်နိုင်တယ်ဆိုလက်ရှိရှယ်စီပေးတဲ့ကြီးကနိုင်ချင်းလုံးမဖြစ်နိုင်ဘူးဘာလို့လဲဆိုတော့လောလကရှယ်စီကပရီးမီးယားလိမှာဆိုနောက်ဆုံးကစားတဲ့ပွဲစဉ်လီယူနိုက်တက်နဲ့ကစားတဲ့ပွဲစဉ်တပွဲပဲသူရှုံးတာ3-1လို့ရလိမ့်မယ်ရှုံးတာအဲ့တော့လည်းတကယ်ရှယ်စီမှာလည်းလူစုံတက်ဆုံတာကစားတဲ့အနေထားမျိုးကြီးပဲဒါပေမဲ့ဘူဂီပေးတဲ့ဈေးနဲ့ကြိုပြီးတော့များသူတို့ဟိုဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့တောင်ပို့ပြီးတော့များဒီခမန်းတာဘူဂီတော်နေလားတော့မသိဘူးဘာလို့ဆိုတော့နိုင်တဲ့အနေထားမျိုးနိုင်တဲ့ကြီးမျိုးပေးတယ်တုံတောင်ထိုးကြည့်လို့အနေထားထိုးကြည့်တဲ့အနေထားမျိုးတွေထိုးကြည့်တဲ့အနေထားမျိုးတွေဘူဂီပေးတယ်ဒါကိုထိုးစားတဲ့အနေနဲ့သိဖို့တော့လိုလိမ့်မယ်ကျွန်တော်ယူဆတယ်ဒါဆိုလို့ချင်းရလပန်ရကြည့်မယ်ဆိုရင်လည်းဘုံမောက်နဲ့ရှယ်စီတခြားစီပဲเนาะဘုံမောက်လက်ရှိ9ပွဲစတိုင်းရှုံးပွဲတွေနိုင်ပွဲတွေပြောင်းနေတယ်ရှယ်စီဆိုတာနောက်ဆုံးစားတဲ့လီယူနိုက်တက်ပွဲစဉ်တစ်ပွဲလောက်ပဲသူ့အနေနဲ့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဘလားလောက်အနေနဲ့ဒီရှုံးနေခဲ့တာဒီရင်ကစားတဲ့ပွဲစဉ်အနိုင်တီလို့ရတဲ့မျိုးနဲ့ကြုံခဲ့တာဆိုရလပန်လည်းအများကြီးกว่าတယ်ဒါပေမဲ့ရှယ်စီပရီးမီးယားလိမှာလက်ရှိအဆင့်4မှာဘုံမောက်ဆိုဟိုအဆင့်14မှာတကယ်တော့ရှင်းကြည့်မယ်ဆိုတော့ဂျားထဲမှာ10သင်းလောက်กว่าတဲ့အနေထားမျိုးဘုံမောက်ဒီနေ့နိုင်ရရှိနိုင်လောက်လားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ကျွန်တော်ဈေးရနဲ့ပဲကြည့်သုံးသပ်မှဆိုဒီနေ့မှာ share စီးပေးရကြဆက်လက်ပြီးရှုံးမှာလို့ပဲကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ဒီပွဲစဉ်ကတည်ရသွားမလားဒါမှမဟုတ်1122ဒီလောက်ထိသွားမလားကိုပေါင်းချင်း3လုံးတည်ကြီးပေးထားတဲ့အောင်အနေနဲ့များဒီပွဲစဉ်ကတ
3လောက်ကတော့ပေါက်မဲ့အနေထားမျိုးဘယ်လို3လောက်ပေါက်မလဲ1 2တစ်ပေါက်ပေါက်မလား2 1တစ်ပေါက်ပေါက်မလားရှယ်စီလက်ရှိပေးတဲ့အနေထားမျိုးကနောက်ဆုံးကစားတဲ့ပွဲစဉ်မှာတော့ရှယ်စီအနေနဲ့ဂိုးပေါင်းပေးခဲ့ပြီး brother တို့ဒီနေ့မှာဆက်လက်ပြီးဇုံပေါ်ပေးနိုင်မှာဒီနေ့ဇုံပေါ်ပေးမယ်ဆိုရင်တော့တိုင်နေနဲ့ထက်လက်ဆက်လက်ပြီးတော့ရှုံးမှာပဲเนาะထိုးစားတဲ့အကြိုက်တော့ရှမပေးတော့ဘူးကျွန်တော်ယူဆတယ်ဒါကြောင့်မို့ဘုံမောင်းနဲ့ရှယ်စီအနေထားကြည့်မယ်ဆိုရင်ရက်လက်ပိုင်းရောအစင်စရာကြည့်မယ်ဆိုရင်တော့လက်ရှိရှယ်စီပေးတဲ့ကြီးကလုံးလုံးဟိုနိုင်ရင်စရာမရှိပါဘူးဗျထိုးစားတဲ့အကြိုက်တော့ပဲကျွန်တော်ရှပေးလို့ပဲကျွန်တော်ယူဆတယ်လီယိုနယ်တက်နဲ့ကစားတဲ့ပွဲသွင်းလာတယ်ဒီတိုင်းပဲရှယ်စီဒီနေ့မှာတန်တက်လာတဲ့အသင်လီယိုနယ်တက်ကို level ပြရှုံးညစ်ပေးပြီးတော့ရှုံးနေခဲ့တာကိုပြတ်နဲ့ပြန်ရှုံးနေခဲ့တာဒီနေ့မှလည်းဒီတိုင်းပဲဘုံမောင်းကို level ပြ50ရှုံးညစ်ပေးတယ်ဆိုတော့တကယ်ကြည့်မယ်ဆိုရင်ဒီနေ့ကြီးရလုံးလုံးကျွန်တော်မကြိုက်သေးဘူးလားတော့เนาะတကယ်တမ်းပေးတဲ့အနေထားမျိုးကရက်လက်ပိုင်းရောအစင်စရာရောရှင်းကြည့်မယ်ဆိုရင်တလုံး90တန်းကျလောက်ရှယ်စီတင်းပေးလို့ရတဲ့အနေထားမျိုးဒါကကျွန်တော်အနေနဲ့ကျွန်တော်သုံးသပ်ပေးကြည့်တာဒါပေမဲ့ပုဂ္ဂလိလက်ရှိ level ပြ50ရှုံးကြည့်ပေးရသေကြမယ်ဆိုတော့ကျွန်တော်တို့ပြ50ပဲရှုံးမဲ့အထက်ကြီးသမားတွေရဲ့ရက်လက်ကတော့ဒီနေ့မှကျွန်တော်သိပ်ပြီးတော့လမ်းမမြင်ပါဘူးဗျာကျွန်တော်ကတော့အင်္ဂလိပ်ပြတဲ့ဘုံမောက်ပေါ်ဒီပဲကျွန်တော်အကြံပြုတယ်ဂိုးပေါင်းချင်း3လုံးသေကြရလဲဒီနေ့မှရှယ်စီကတ်နိုင်မဲ့အနေထားမျိုးဖြစ်နိုင်ဘူးဘာလို့ဆိုတော့နိုင်မယ်ဆိုတော့ဘုံမောက်အနေနဲ့ပြန်ပြီးတော့ဂိုးသွင်းပြီးတော့နိုင်သွားမနိုင်မဲ့အနေထားမျိုးရှိပါလို့ဗျာเนาะကျွန်တော်ကတော့ဘုံမောက်ဘော်ဒီကြိုက်တဲ့အကြက်တူမှဆိုရင်ဘုံမောက်ဘော်ဒီပဲကစားစေချင်တယ်ကဲဒါဆိုရင်နောက်တစ်ပွဲစပါးနဲ့ဘရက်ဖို့ပွဲစဉ်နောက်ဒီပွဲပြီးရင်ကျွန်တော်မန်စီးတီးပွဲစဉ်ကျွန်တော်သုံးသပ်ပေးမယ်လက်ရှိဒီစပါးပေးတဲ့ကြေးကဒီ online မှာနော်လက်ရှိစပါးပေးတဲ့ကြေး level 25ပြရှုံးကြီးဂိုးပေါင်းချင်းနှလုံး80ရှုံးကြီးဆိုတော့ဒီစပါးကစားရတဲ့ပွဲစဉ်တော်တော်များများကျွန်တော်လိုက်ကြည့်တာလက်ကြီးရအနေထားမျိုးမှာစပါးအနေနဲ့အိမ်ဝင်းစင်အိမ်ဝင်းလျာအဝေးကွစင်အဝေးကွလျာသူကြေးတွေပေးခဲ့တယ်ဟိုဖူအန်ကစားတဲ့ပွဲစဉ်လာဒီတိုင်းပဲစပါးအနေနဲ့အိမ်ဝင်းကနေဖူအန်တို့တင်းမျိုးကို level ပြ50ရှုံးကြီးပေးတယ်အဲ့တော့ဆိုရင်ကျွန်တော်ကဖူအန်ရွေးချယ်ပေးခဲ့တာ1 2လို့ရမယ်နဲ့ဖူအန်ဝင်ကနိုင်သွားတယ်ဆိုတော့လက်ရှိလောလောဆယ်မှာစပါး level ပြ25ပြရှုံးကြီးကဈေးတန်းရကြည့်မယ်ဆိုလို့ရှိရင်အိမ်ဝင်းရဲ့အားသာကြောင်မဟုတ်ဘူးဒါကနိုင်တဲ့ကြေးလို့လည်းကျွန်တော်မဟုတ်ဘူးလို့ယူဆတယ်ဘာလို့လဲဆိုတော့Bravo ပြန်ကြည့်မယ်ဆိုရင် Bravo လက်ရှိလောလောဆယ်မှာရက်လက်ကောင်းတာရှိလာလို့မေးမယ်ဆိုရင်သူလည်းဘာမှမထူးမခြားတာပဲနောက်ဆုံးကစားတဲ့ပွဲစဉ်3ပွဲမှာတော့ဘန်လီလိုတင်းမျိုးကိုပဲ3-1နဲ့နိုင်ထားရပဲရှိတယ်ဒီအရင် Brighton နဲ့ကစားတဲ့ပွဲစဉ်လည်းရှုံးတယ်အာရီနဲ့ကစားတဲ့ပွဲစဉ်လည်းရှုံးတယ်ဆိုတော့ဒါပေမဲ့တခုကောင်းတာက Bravo အနေနဲ့အာဆင်နယ်နဲ့ကစားတဲ့ပွဲစဉ်တုန်းက Bravo ကအာရီကတလုံးပြ50ချုံကြီး Bravo ကိုကြေးကျုပ်ပေးပြီး2စီးနဲ့အနိုင်တုတ်သွားတာဒါပေမဲ့ဒီလက်ရှိ3ပွဲကစားတဲ့အနေအထားမျိုးမှာအာရီနဲ့ကစားတဲ့ပွဲစဉ်တစ်ပွဲပဲ Bravo ကကိုမရသွားတာ brother တို့ဒါကြောင့်မို့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဒီနေ့မှာ Bravo ကိုရနိုင်ရင်ရှိတယ် Bravo ကိုရမယ်ဆိုရင်စပါးအနေနဲ့လည်းကိုပြန်ရနိုင်ရင်ရှိလာဆိုတော့ရနိုင်တယ်ဘာလို့လဲဆိုတော့လက်ရှိလောလောဆယ်မှာဒီ Bravo ကစားဖြတ်တန်းတဲ့ပွဲစဉ်နောက်ဆုံးနီးကဆုံး3ပွဲပဲကျွန်တော်ပြောမယ်3ပွဲမှာဆို3ပွဲလုံး Bravo ကိုပေးဖြတ်တန်းတဲ့အနေအထားမျိုးစပါးလည်းအိမ်ဝင်ဖြစ်တယ်စပါးအနေနဲ့ကိုရမယ်ဆိုရင် Bravo လည်းကိုရနိုင်ရင်ရှိတယ်ဒီပွဲစဉ်လေးကကိုပေါင်းတစ်ချက်ကြည့်မယ်ကိုပေါင်းကောင်းနိုင်တယ်တော့မေးမယ်ဆိုရင်လောလကရှယ်ဒီလက်ရှိsorry လောလကစပါလက်ရှိဖြတ်တန်းတဲ့ပွဲစဉ်တိုင်းမှာဆိုလို့ရှိရင်နောက်ဆုံးနီးကတော့ကစားတဲ့ပွဲစဉ်3ပွဲလုံးဂိုးတွေပေါ်ခဲ့တယ်အာဆင်နယ်4-1နဲ့ဂိုးပေါ်တယ်မန်ယူ2-2နဲ့ဂိုးပေါ်တယ်နောက်ဆုံးနယူကာဆယ်2-2နဲ့လည်းဂိုးပေါ်တယ်ဆိုတော့လောလက်မှာစပါဖြတ်တန်းတဲ့ပွဲစဉ်တိုင်းကဂိုးပေါ်တာတွေများတယ်ဒါပေမဲ့ဒီနေ့မှာဂိုးပေါင်းချင်းနှလုံးပြ80ရှုံးကြီးဆိုတော့ကျွန်တော်ထင်ပြောမယ်ဆိုရင်ဟိုအပြန်အလှန်ဂိုးရတာမရတာထက်ပြောမယ်ဆိုရင်ဒီနေ့မှာဟိုဂိုးရဖို့တေးကြတာတခုကတော့ Bradford ဂိုးရဖို့တေးကြတာတခုလောက်ပဲရှိတယ်ဘာလို့လဲဆိုတော့အာရင်းနဲ့ကစားတဲ့ပွဲစဉ်တုန်းက Bradford ဂိုးရတွက်ပြီးဒိုင်းနေအနေနဲ့ဂိုးပေါင်းချင်း3လုံးပလက်ဖောက်ခဲ့တာ brother အဲ့တုန်းက2စီးနဲ့ဂိုးပေါင်းအောက်သွားတယ်အာရင်းအနေနဲ့ဘော်ဒီကြီးလောက်ပဲအနိုင်လုတ်သွားတယ်ဆိုတော့အဲ့ဒါတောင်နိုင်တဲ့အနေအထားမျိုးကအချိန်ပုံမှာအာရင်းအနေနဲ့ဂိုးသွင်းပြီးတော့နိုင်သွားတဲ့အနေအထားမျိုးဒါကြောင့်မို့ဒီနေ့အနေအထားမျိုးကဟိုဘယ်လိုပြောမလဲဆိုရင်စပါးအနေနဲ့ကြည့်မယ်ဆိုရင်လည်းအိမ်ကမှကောင်းကန်းကြီးဖောက်နိုင်တာမရှိဘူး brother ဒါကြောင့်မို့ကျွန်တော်ကတော့ဈေးတန်းရကြည့်မယ်ဆိုရင်အဝေးကွင်းဖြစ်တဲ့ Bradford ဂိုးရနိုင်ရင်ရှိတယ်နော်ကိုရနိုင်ရဲ့ရှေ့ကြောင့် brother နဲ့အကြိုက်တူမယ်ဆိုရင် Bradford ဘော်ဒီပဲကျွန်တော်ကစားစေချင်တယ်ဘာလို့လဲဆိုတော့ဟို Premier League ပွဲစဉ်တော်တော်များများအခုကရာသီဝက်နီးပါးလဲရောက်နေပါပြီဗျာနော်ဒီပွဲစဉ်လည်းတော်တော်လေးကိုများနေပြီကစားတဲ့အနေအထားမျိုးလက်ရှိမှာဆိုရင်14ပွဲ15ပွဲပြောမယ်ဆိုလို့ရှိရင်ဒီအနေအထားမျိုးရောက်နေတဲ့အတွက်ကြောင့်ဟိုတချို့အနေအထားမျိုးတွေဆိုလို့ရှိရင်ကြေးတန်းတဲ့ဘက်ကြီး3သက်တဲ့ပွဲစဉ်တွေရှိတချို့ကြောင့်လည်းဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီအစင်စရာနဲ့ကြည့်ပြီး3သက်မှတ်အနေအထားမျိုးတွေရောက်နေပြီနောက်တစ်ခုကျွန်တော်ပြောချင်တာကဒီနေ့ပွဲစဉ်တော်တော်များများကဈေးနဲ့ဘာလို့တိတ်ပြီးမပေးရလဲဆိုလို့ရှိရင်လာမဲ့ဒီပေါ့10ရက်နေ့ဆိုဒီနေ့ဘယ်နဲ့6ရက်ဆိုတော့နောက်ထပ်အေးပေါ့ဗျာပြောပါတော့ဒီလာမဲ့အပတ်ထဲမှာပေါ့ဗျာเนาะချန်ပီယံလိပွဲစဉ်တွေကလည်းကစားဖို့ရှိတယ်ဒါကြောင့်မို့တုံအထက်သင်းတော်တော်များများဈေးနဲ့ရကြည့်မယ်ဆိုရင်တိတ်ပြီးတော့ကြေးမပေးရတဲ့အနေအထားမျိုးတွေရှိတယ်ဘာလို့ဆိုတော့ဒီလိုအမှတ်ပေးပွဲစဉ်တွေကဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီနေ့ရှုံးဒီနောက်ဆုံးတေးကြသွားခဲ့မယ်ဆိုတော့တမက်လောက်နဲ့ကျင်းနေလို့ရတယ်ချန်ပီယံလိပွဲစဉ်တွေကြောင့်အဲ့လိုမဟုတ် brother တို့တွေးတဲ့အသင်းပေါ်မူတည်ပြီးတော့သူတို့နဲ့ in and out ကစားတဲ့အနေအထားကိုဖြစ်တဲ့ကြောင့်တချို့ကျန်ကစားသမားတရားရမှာတို့အဲ့လိုမျိုးတွေเนาะတချို့ကြောင့်လည်းပြောမယ်ဆိုလို့ရှိရင်ဒီပေါ့ found နေပါဖြစ်မှာကြောင့်လို့အဲ့လိုမျိုးတွေစစရရအကုန်လုံးတိုင်းနေဒီပေါ့ဒီဒိုင်းနေနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော်တော်များများကိုဒီဟိုပေါ့ဒီထိမ့်ပြီးတော့ကစားတဲ့အနေအထားမျိုးတွေရှိတယ်ဒါကြောင့်မို့ကျွန်တော်ဒီကပြောချင်တာကတော့ဒီ
ဒီနေ့စပါပေးတဲ့အနေထားမျိုးကလည်း level ပြား20ရှုံးကြီးတော့ကဒီလောက်လို့ပဲကျွန်တော်ထင်တယ်ဒီလိုမျိုးချန်ပီယံလီပွဲစဉ်တွေရှိလို့လဲကျွန်တော်ဒီလိုမျိုးဈေးတန်းအရာဖောက်တယ်လို့ပဲကျွန်တော်ယူဆတယ်ကိုကတော့မပြတ်နိုင်လောက်ဘူးအလွန်ဆုံးဒီသွားမယ်ဆိုရင်1-1-2တစ်ပေါက်တော့သွားနိုင်ရင်ရှိတယ်ဘာလို့ဆိုတော့စပါလက်ရှိဖြတ်တဲ့ပွဲစဉ်တိုင်းရလဲဒီတိုင်းမဲ့ကိုတွေပေါ်တာများတယ်ပြသားလို့เนาะကျွန်တော်ကတော့ဒါပေမဲ့ကိုရတော့မှဆိုရင်တော့ Bradford ပို့ပြီးကိုရဖို့သေးကြပါတယ်ဗျာเนาะအဝေးကဖြစ်တဲ့ Bradford ဘော်ဒီပဲကျွန်တော်အကြံပြုတယ်ကြရဆိုနောက်ဆုံးပွဲ Man City နဲ့sorry နောက်ဆုံးပွဲ Man City နဲ့ Sunderland ပွဲစဉ် Man City လက်ရှိကစားတဲ့ပွဲစဉ်မှာနောက်ဆုံးစားတဲ့ပွဲစဉ်ဒီပေါ့သုံးပွဲပဲပြောပါဗျာနော် Newcastle တော့2-1နဲ့သူရှုံးခဲ့တယ်နောက်ဆုံးစားတဲ့ပွဲစဉ်နှစ်ပွဲမှာဆိုရင်တော့ဒီ Leeds United ကို3-2နဲ့နိုင်တယ် Leeds United ကိုသူကစားတဲ့ပွဲစဉ်တော့ဆိုလို့အဲ့တော့ body ကြေးပေးတာ brother တို့ဒီ Leeds United ကိုကြေးပေးတာတလုံးပြေရှုံးလာမှသူကြေးပေးတာနော်ဘာလို့လဲဆိုတော့ဟုတ်တယ် Leeds United နောက်ကျဂိုးတွေနဲ့3-2လို့ရလိုက်မှနဲ့ Man City ကြေးကျသွားတာအိမ်ငွေ့မှာနော် Fulham နဲ့ကစားတဲ့ပွဲစဉ်တော့ဒီတိုင်းပဲ Man City ကြေးရအဝေးကွင်းကနေ Fulham တလုံး50နိုင်ကြေးပေးတယ်အဲ့တော့ဆိုရင် Man City ကိုပြတ်တော့စောပိုင်းနိုင်တယ်နောက်ကျဂိုးတွေနဲ့4-5လို့ရလိုက်မှနဲ့ Man City ပြား50ပဲကြေးအောင်ခဲ့တာဂိုးပေါင်းတော့ပေါ်တယ်ဆိုတော့ဒီနေ့အနေထားမျိုးက Man City ပေးတဲ့ကြေးကတလုံးအပြည့်ရှုံးကြေးဒါ online ကြေးမှာတော့ကြေးလေးတော့ကစားနေတယ်ဘယ်လိုပြောမလဲဆိုရင်လက်ရှိမှာနှလုံး80နိုင်ကြေးဖြစ်ပြီတလုံးပြည့်ရှုံးအောင်နှလုံး80နိုင်ကြေးဖြစ်တယ်ဂိုးပေါင်းကြေး325ပြားရှုံးကြေးဆိုတော့ကျွန်တော် Man City ပွဲစဉ်30ပေးခဲ့တယ်ဟိုးဒီဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီအဖူအန်ကစားတဲ့ပွဲစဉ်တော့ Fulham body ကျွန်တော်30ပေးတယ်ပြား50ရှုံးခဲ့တယ်Leeds United နဲ့ကစားတဲ့ပွဲစဉ်တော့ Man City ဂိုးပေါင်းကြေး3လုံးပြား50ရှုံးကြေးဖောက်တယ် brother တို့နော်အဲ့တော့ဆိုရင်ကျွန်တော်တပွဲကောင်းနဲ့ဂိုးပေါ်ယူရှင်းပေးခဲ့တယ်အဆင်ပြေခဲ့တယ်လက်ရှိလောလောဆယ်မှာSunderlandကဒီပွဲမတိုင်ခင်က Liverpool နဲ့သူကစားရတာLiverpool နဲ့ကစားတဲ့ပွဲစဉ်တော့ဒီတိုင်းမဲ့ Liverpool နဲ့ Sunderland ကိုတလုံးပြည့်ရှုံးကြေးဖောက်တယ်1-1လို့ရလိုက်မှနဲ့ပြီးခဲ့တာဆိုတော့ Sunderland ကခေတဲ့တဲ့တော့မဟုတ်ဘူး brother တို့Man City လက်ရှိတလုံးပြေရှုံးကြေးကတကယ်တမ်းနိုင်ကြီးဖြစ်နိုင်လောက်လားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ဘာလို့လဲဆိုတော့ Liverpool လည်းဒီလိုကြေးမျိုးဖောက်ပြီးတော့ Sunderland ကိုကြေးကြခဲ့တာလက်ရှိမှာ Man City ရဲ့ကြေးလို့ဒီလိုကြေးမျိုးဆက်ဖောက်ထားတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုရင် Man City ဆိုတာကလာမဲ့ဒီပေါ့ဒီ17ရက်နေ့ဆိုလို့ချင်းသူကရွေးမထင်တဲ့ရှင်ပြန်လိမှာရှင်ပြန်ကစားဖို့ရှိရတဲ့အတွက်ကြောင့်ဒီနေ့နေထားမျိုးကကန်တော့ကန်လိုက်မယ်အမှတ်ရကန်လိုက်မယ်လို့ကျွန်တော်ယူဆတယ်ဒါပေမဲ့ကြေးအောင်နိုင်ခြင်းရှိပါမလားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်Sunderland လည်းကစားတဲ့ပွဲစဉ်ပေါ်တိုင်းမှာဟိုမကောင်းမို့ကောင်းတယ်ပြန်ပြီးတော့ခုခံနိုင်တဲ့အရေးရှင်းတော့ရှိတယ်ဒါပေမဲ့အခုရှိတာကဂိုးပေါ်နိုင်လားအဲ့ဒါပဲကျွန်တော်စဉ်းစားတယ်ဘာလို့လဲဆိုတော့သူဒီနောက်ဆုံးပြသနာပွဲစဉ်မှာ Liverpool နဲ့ကစားတဲ့ပွဲစဉ်တော့ဒီတိုင်းပဲကိုပေါင်းချင်း3လုံးတည်ချင်းဖောက်တယ်ဒီနေ့ Man City နဲ့ပွဲစဉ်မှာတော့3လုံး25ပြားရှုံးချင်းဆိုတော့ကျွန်တော်အထင်ပြောရမယ်ဆိုလို့ရှိရင်ဂိုးပေါမယ်ဆိုရင်တော့မနေ့ brother တို့အနေနဲ့2-1တစ်ပေါက်တော့မသွားနိုင်ဘူးကျွန်တော်ယူဆတယ်အလုံးစုံ3-1တစ်ပေါက်တော့သွားလောက်မယ်ယူဆတယ်ဘာလို့လဲဆိုတော့လက်ရှိနေတာကMan City ဟိုဒီ Leeds United ကစားတဲ့ပွဲစဉ်တော့လေဂိုးပေါင်းချင်း3လုံးမိုင်းနာ3လုံးပြား40ရှုံးလောက်ဖောက်တယ်ဒီနေ့နေတာမျိုး3လုံး25ပြားရှုံးချင်းဆိုတော့ကျွန်တော်ထင်ပြောမယ်ဆိုရင်Sunderlandဘက်ကဂိုးတော့မျောလင်းလို့ရလောက်မယ်ကျွန်တော်ယူဆတယ်3လုံးမိုင်းနာဖောက်ထားတဲ့အနေအထားမျိုးဖြစ်တဲ့ကြောင့်เนาะဒါကြောင့်မို့ဒီနေ့ပွဲစဉ်ကနည်းနည်းများ Man City ပွဲစဉ်တွေကတော့ body ကြီးဖြစ်ခဲ့မယ်ဆိုရင်တော့ဂိုးပေါင်းပို့ဖို့များပါတယ်ဗျာအနည်းဆုံးဒီပွဲကတကယ်လို့2-1တစ်ပေါက်ဖြစ်မယ်ဆိုရင်တော့ဂိုးပေါင်းကြီး3လုံးမိုင်းနာ20လောက်မိုင်းနာပြနေတဲ့ကြောင့် brother အနေနဲ့ဟိုပြဆုံးတော့ရှုံးလိုက်မယ်တကယ်လို့ဟို3လုံးဒီဆွမ်းတော့ကျွန်တော်ပြောလို့ပဲ3-1တစ်ပေါက်သွားမယ်ဆိုတော့ဇုံပေါ်သွားလောက်မယ်ဆိုလို့ရှင်တော့ဒီပွဲစဉ်ကဂိုးပေါင်းအပြည့်စားလိုက်မယ်ကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ Man City လက်ရှိလောလောဆယ်မှာ body ကြီးကတော့ပေးခဲ့တယ် brother ဘာလို့လဲဆိုတော့ Leeds United နဲ့ကစားတဲ့ပွဲစဉ်တော့လည်း Man City body ကြီးကျတယ်ဒီ Fulham နဲ့ကစားတဲ့ပွဲစဉ်တော့ဒီတိုင်းပဲတလုံး50နိုင်ကြီးတယ်ပြား50ပဲ body ကြီးအောင်ခဲ့တာဆိုတော့လောလက် Man City အောင်တာဂိုးပေါင်းတွေပဲများနေတယ် body ကြီးမှာတော့သူ့အနေနဲ့ကြတာများနေတယ်အောင်ခဲ့ရဆိုပြား50လောက်ပဲ Fulham လို့အသင်းမျိုးကိုနိုင်ခဲ့တာပဲရှိရဆိုလောလက်ဒီနေ့မှာစုံပေါ်ပေးတော့ပေးသွားနိုင်တယ်ဒါပေမဲ့ကျွန်တော်ဒီနေ့မှာ Sunderland ဘက်ကဂိုးတော့မျောလင့်တယ် Sunderland ကိုရမယ်ဆို Man City လက်ရှိပေးတဲ့ကြေးရလဲအလုံးစုံနှလုံးလောက်တော့သွားလောက်မှကြည့်စားအနည်းဆုံးဒီပွဲက2-1တစ်ပေါက်လောက်သွားမယ်လို့ယူဆတယ်ကျွန်တော်တော့ဒီပွဲစဉ်လေဂိုးပေါင်းပေါ်ပဲကြံပြူတယ်အကြိုက်တူမယ်ဆို Man City ဂိုးပေါ်ပဲကျွန်တော်ကစားစီရင်ပါတယ်ဗျဒီနေ့မှာကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ပွဲစဉ်3ပွဲတော့ကျွန်တော်အကြိုက်လေးကျွန်တော်30ပေးခဲ့ပြီဘာသာအနေနဲ့ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကဖြစ်နိုင်ရရှိတဲ့အနေအထားမျိုးကျွန်တော်က online မှာချင်းနဲ့ပဲကြီး30ပေးတာမနေ့ကလည်းဂျိုင်းပဲမိတ်နဲ့မိုရှန်ကလာပဲပွဲစဉ်ကျွန်တော်ချင်းနဲ့ပဲကြီး30ပေးတာနော်ရှုံးကမှရှုံးနိုင်ငံမှနိုင်အဓိကဘယ်လိုပြောမလဲဆိုလို့ရှိရင်ကြေးပေါ်မူတည်ပြီးကျွန်တော်30ပေးတာမနေ့ကဆိုရင်မိုရှန်ကလာပဲအနေနဲ့လူကိုယ်တိုင်သွင်းလို့နိုင်ခဲ့တဲ့ဂိုးမဟုတ် OG ရပြီးတော့သွင်းခဲ့တဲ့ဂိုးမျိုးဖြစ်တဲ့ကြောင့်ဒါကြောင့်မို့ကိုကံမပါဘူးဆိုလို့ရှိရင်ဟိုကိုယ်တိုင်ကိုကံမပါဘူးဆိုရင်ကိုတစ်ဖက်အသင်းကိုဒီကိုပေးတဲ့အသင်းကတော့ပြန်ပြီးတော့သွင်းကူတဲ့အနေအထားမျိုးတွေကြုံခဲ့ရတဲ့အနေအထားမျိုးရှိတယ် brother ဒါကြောင့်မို့ကျွန်တော်ပြောချင်တာအကြိုက်တူမှလာကစားပါအကြိုက်မတူရှင် brother အနေနဲ့တစ်ဖက်အသင်းလည်းနေနိုင်သလိုတခြားအသင်းလည်းရွေးချယ်ပြီးကစားနိုင်ပါတယ်ဗျာနော် online မှာကျတော့အများဆုံးဒီလောက်ပဲ3ဘက်လောက်ပဲကျွန်တော်30ပေးလို့ကောင်းပါတယ်ဗျာနော်ဒါကြောင့်မို့ brother အနေနဲ့ online မှာငွေကြေးယုံကြည်စိတ်ချတာဘောလုံးကောက်ဖွင့်ကစားခြင်းတဲ့ညီကိုတွေကကိုစံကိုယ်တိုင်ငွေကြေးအမှတ်ခံပြီးကြော်ညာပေးတဲ့ဘောလုံးကုမ္ပဏီရှိတဲ့ဒီကုမ္ပဏီမှာတွားရောက်ပြီးတော့ဘောလုံးကောက်ဖွင့်ကစားနိုင်တဲ့
ထိုင်းညီကိုတွေထိုင်းမဲ့ကစားလို့ရလို့မြန်မာနိုင်ငံညီကိုတွေမြန်မာကြက်ငွေဝေပေးကေပေးနဲ့ကစားလို့ရပါတယ်ဗျာနော်မြန်မာ2-3ကစားခြင်းနဲ့ agent ယူရင်တဲ့ညီကိုတွေကအစဒီကုမ္ပဏီမှာငွေကြေးယုံကြည်ဆက်ချတာလုပ်ငန်းဒီလက်တွဲပြီးလုပ်ကန်လို့ရပါတယ်ဗျာနော်တကယ်လို့2-3ကစားခြင်းနဲ့ညီကိုတွေထိုင်းညီကိုတွေထိုင်းမဲ့ကစားလို့ရတယ်မလေးရှားစင်ကာပူကိုရီးယားမြန်မာနိုင်ငံညီကိုတွေကတော့ဝေပေးကေပေးနဲ့ငွေအလွှဲပြုလုပ်ပြီးကစားလို့ရပါတယ်ဗျာကဲဒါဆိုရင်ဒီနေ့မှာကျွန်တော်စုစုပေါင်း3ပွဲကျွန်တော်30ပြည့်ခဲ့ဗျာနော်အကြိုက်ယူတဲ့ပွဲစဉ်တွေကစားပါတိုင်းရန် channel မှာကျွန်တော်မောင်းက3ကလောက်တင်ပေးမယ်ပြီးရင်ကျွန်တော်အကြိုက်ဆုံးပြတဲ့ပွဲစဉ်တစ်ပွဲလောက်ကိုတစ်ပွဲကောင်းဖြစ်ပြန်ပြီးရွေးချယ်ပြီးတင်ပေးမှာဖြစ်ပါတယ်ဗျာနော်တကယ်လို့အကြိုက်တူမယ်ဆိုရင် TikTok ညီကိုတွေက TikTok profile ရဲ့အောက်လေးမှာတိုင်းရန် channel လေးရှာပေးထားတဲ့ဒီကနေဝင်ပြီးတော့ join ပေးတာပါ YouTube ညီကိုတွေကကျတော့ကျွန်တော်ဒီ comment ထဲမှာတိုင်းရန် channel လေး by channel ရှာပေးထားတဲ့ဒီကနေဝင်ပြီးတော့ join ပေးထားပါဗျာနော်ကဲဒါဆိုရင်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ